ဈေးဖြစ်သူအိမ်ပြန်ရောက်တဲ့အခါအမြဲတမ်းသူ့ကိုစီးကြိုနေကြဇနီးတွေကိုမတွေ့ရတော့မှလွန်ခဲ့တဲ့တပတ်ကလေးကသူမအိမ်ပေါ်ကဆင်းသွားခဲ့တာကိုတတိယလိုက်ပါတယ်ဒါပေမဲ့မာနာကြီးတဲ့ရှင်ကတော့ဒါကိုထူးထူးခြားခြားမမှတ်ယူခဲ့ပါဘူးသူ့ရဲ့အစင်တန်းနဲ့ငွေကြေးကြောင့်ဇနီးဖြစ်သူဟာဘယ်တော့မှသူ့ကိုလက်လွတ်မှာမဟုတ်ဘူးလို့သူယုံကြည်နေလို့ပါတီးခန့်ခြင်းရဲ့အဆုံးသတ်တကယ်တော့ဇနီးဖြစ်သူဟာနှစ်တိုင်သူ့ပေါ်အစွမ်းကုန်မေတ္တာထားခဲ့ပေမဲ့သူကတော့သူမကိုအိမ်ပေါ်တယောက်လိုပဲသဘောထားခဲ့တာပါဆီယိုရဲ့နှလုံးသားထဲမှာတော့ What Moonlight လို့ခေါ်တဲ့သူ့ရဲ့ကနဦးချစ်သူဟောင်းကသာနေရာယူထားပါတယ်သူမကိုအမြဲတမ်းနှိမ်ချဆက်ဆံတယ်မတော်တဆကား accident ဖြစ်ချိန်မှာတောင်ခေါင်းမှာသွေးထွက်နေတဲ့ဇနီးကိုပစ်ထားပြီးဒဏ်ရာအနှဲငယ်ပဲရတဲ့ချစ်သူဟောင်းကိုအရင်ဆုံးဆေးရုံပို့ခဲ့တယ်မင်္ဂလာဆောင်နေ့မှာတောင်ဖုန်းတစ်ချက်ကြောင့်သူတို့သမီးကိုတယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့သူပါပြတ်သားသွားတဲ့ဆုံးဖြတ်ချက်ချစ်သူဟောင်းစီကလှောင်ပြောင်တဲ့ message တွေနဲ့ခင်မွန်းဖြစ်သူရဲ့လစ်လူရှုမှုတွေကသူမကိုအဆုံးစွန်ထိနာကျင်စေခဲ့ပါတယ်ဒါကြောင့်ပဲသူမဟာလက်ထက်လက်စွပ်ကိုချုပ်ပြီးလမ်းခွဲ message ပို့ကအိမ်ပေါ်ကဆင်းသွားခဲ့တာပါဆေးကတော့3ရက်ထက်မပိုစေနဲ့ငိုပြီးပြန်လာမှာပါလို့တွေးပြီးနိုင်ငံခြားခီးစဉ်ကိုအေးအေးဆေးဆေးထွက်သွားခဲ့ပါတယ်တပတ်ကြာလို့သူပြန်လာတဲ့အခါမှာတော့ဇနီးဖြစ်သူကသူ့ကို block လိုက်ပြီဆိုတာသိလိုက်ရပါတော့တယ်ဆက်ရှိန်တက်လာခြင်းဆီယိုကလက်ထောက်ကိုလွတ်ပြီးဇနီးဖြစ်သူကိုအတင်းကျပ်လိုက်ရှာခိုင်းပါတယ်နောက်ဆုံးမှာတော့သူမကိုသူမရဲ့ဇာတိမြို့မှာအေးအေးချမ်းချမ်းနေထိုင်နေတာကိုရှာတွေ့သွားပါတယ်လက်ထောက်ကဆီယိုကလာခေါ်ခိုင်းနေတယ်လို့ပြောတဲ့အခါမှာတော့သူမကအပြုံးမပြတ်ပဲဒီလိုတုံ့ပြန်လိုက်ပါတော့တယ်အခုတော့အဲ့ဒီဆီယိုကကျမအတွက်ဘာမှအရေးမပါတော့ဘူးကျမစိတ်ကြိုက်ပဲကျမနေတော့မယ်နောင်တတွေတပွေးတပိုက်နဲ့ကြံရိတ်ခဲ့မဲ့ဆီယိုနဲ့ကိုပြန်ရှာတွေ့သွားတဲ့အမျိုးသမီးလေးရဲ့ဇလန်းလေးပဲဖြစ်ပါတယ်